အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုဒီဗီဒီယိုလေးမှာပြောပြပေးမယ့်အကြောင်းလေးကတော့ Neurographic Art Therapy အကြောင်းလေးပဲဖြစ်ပါတယ်။ Neurographic Art Therapy workshop လေးကိုလည်းမေလထဲမှာပြုလုပ်ပေးဖို့အတွက်ရှိပါတယ်။ဒါကြောင့် workshop လေးမပြုလုပ်ခင်မှာ Neurographic Art Therapy ဆိုတာကဘာလဲ။ဘယ်လိုမျိုးလုပ်ရတာလဲ။သူ့ရဲ့အကျိုးကျေးဇူးတွေကဘယ်လိုရှိလဲဆိုတဲ့အကြောင်းလေးကိုအရင်ဆုံးကျွန်မကပြောပြပေးချင်ပါတယ်ရှင်။ Neurographic Art Therapy ဆိုတာကကျမတို့ရဲ့ဒီစိတ်ခံစားမှုတွေကိုလှုပ်ဆောင်ပေးဖို့အတွက်နောက်ပြီးတော့ကျမတို့စိတ်ဖိစီးမှုတွေကိုရောကျစေဖို့နဲ့ကျမတို့ရဲ့မတိစိတ်ထဲမှာရှိနေတဲ့စိတ်ခံစားချက်တွေကိုလွတ်လပ်တဲ့ပုံစံမြင်းတွေနဲ့ပုံသဏ္ဍာန်တွေဆွဲပြီးတော့ကျမတို့ mindfulness နဲ့ဒီ drawing နဲ့ချိတ်ထားတဲ့တတိရှိမှုအခြေခံနည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီ Neurographic Art Therapy ကိုဖန်တီးထားတဲ့သူကတော့ရုရှားစိတ်ပညာရှင် Pavel Fiskarev က2014ခုနှစ်မှာတည်ထွင်ခဲ့ပါတယ်။ကျွန်မကတော့ Art of Healing ရဲ့ Art Therapy Practitioner ယူကိုပဲဖြစ်ပါတယ်။ Neurographic Art Therapy နဲ့ပတ်သက်ပြီးတော့ကျွန်မမှာ Certificate 2ခုရှိပါတယ်ရှင်။အဲ့တော့ဒီ Neurographic Art Therapy လုပ်တဲ့အချိန်မှာမှန်ကန်စွာနဲ့ဒီ Pavel ရဲ့နီလန်းအတိုင်းဘယ်လိုမျိုးလုပ်ရလဲဆိုတဲ့အတိုင်းကျမတို့ workshop မှာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။သူ့ရဲ့အခြေခံအယူအဆတွေကတော့ကျမတို့ကဒီအလိုလျောက်မြင်းတွေကိုဆွဲရတဲ့အချိန်မှာပေါ့နော်တတိရှိရှိနဲ့ကျမတို့ဟာမြင်းလိုင်းတွေကိုဆွဲပေးရပါတယ်။အဲ့ဒီဆွဲရတဲ့မြင်းလိုင်းတွေမှာလည်းသူ့ရဲ့ဆွဲရတဲ့နည်းစနစ်တွေရှိပါတယ်။ဒါတွေကိုကျမတို့ကဒီမြင်းလိုင်းတွေကို neural line တွေလို့ခေါ်ပါတယ်။ကျမတို့ဖန်တီးပြီးသွားတဲ့ဒီမြင်းလိုင်းတွေဟာအာယုံကြောလမ်းအသစ်တွေကျမတို့ရဲ့အုံနောက်မှာပြန်ပြီးတော့ကြတော့မှဖြစ်ပေါ်စေပါတယ်။အာယုံကြောဒီဆဲလေးတွေပေါ့နော်ပြန်ပြီးတော့အသစ်တွေကျမတို့အုံနောက်ထဲမှာပြန်ပြီးတော့မှမွေးဖွားစေတယ်ပြန်လဲပြီးတော့မှဖြစ်ထွန်းစေတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကျမတို့ဟာနှေးကွေးစွာနဲ့ဒီပုံဆွဲပြီးတော့တတိရှိရှိနဲ့ mindful ဖြစ်နဲ့ဆွဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမတို့ရဲ့အုံနောက်အာယုံကြောလမ်းကြောင်းအသစ်တွေကိုပြန်လဲပြီးတော့မှတိဆောက်စေတာပါ။အဲ့တော့ကျမတို့ဟာဒီအမှုပညာအားဖြင့်ကျမတို့ရဲ့အုံနောက်ကိုပြန်လဲကျိုးသွဲခြင်းပေါ့နော်ပြန်လဲပြီးတော့မှဒီဖန်တီးခြင်းနဲ့တူတယ်ပေါ့ဒီလိုမျိုးရိုးရှင်းတဲ့အဆင့်တွေကိုကျမတို့ကအသုံးပြုပြီးတော့လုပ်ရတာရှိပါတယ် Neurographic Art မှာဒီ workshop လေးမှာပြုလုပ်ပေးမယ်ဆွဲနည်းကတော့သူ့ရဲ့အခြေခံနည်းပေါ့နော်ကျမတို့ Neurographic Art မှာဆွဲရတဲ့နည်းလမ်းတွေကတော့အများကြီးရှိပါတယ်အခုပထမဆုံးလုပ်ပေးမယ် workshop ကတော့ Neurographic Art Therapy ရဲ့ basis ပုံစံမျိုးနဲ့ကျမတို့ကလုပ်ရတာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီ Neurographic Art ကိုပြုလုပ်ခြင်းအပြင်ဘယ်လိုမျိုးကျမတို့တွေလုပ်ရလဲပေါ့ရိုးရှင်းတဲ့အဆင့်တွေကျမတို့မှာရှိပါတယ်အဲ့တော့ကျမတို့ရဲ့အတွေးတွေခံစားချက်တွေဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့ပန်းနိုင်တစ်ခုနဲ့စတင်နေပေါ့နော်ကျမတို့စိတ်ထဲမှာကိုခံစားနေရတဲ့အကြောင်းအရာတစ်ခုခုကိုယ့်ရဲ့စိတ်ထဲမှာ stuck ဖြစ်နေတဲ့အရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့ဒီအရာနဲ့ကျမတို့စဉ်းစားတွေးခေါ်ပြီးတော့ကြတော့မှဖြင်းညင်းစွာနဲ့ဒီ Neurographic line လေးတွေဆွဲပြီးတော့ color လေးတွေခြယ်ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဟာဒီစာမျက်နှာပေါ့ကိုဆွဲမဲ့အပေါ်ဒီစာမျက်နှာအပေါ်မှာမြင်းချောင်းလေးတွေကိုကျမတို့ကထပ်တလဲလဲနဲ့ဒီဆွဲရတာမျိုးမဟုတ်ဘဲနဲ့ဒီမြင်းလိုင်းတွေဟာတစ်ခုနဲ့တစ်ခုကျမတို့ဝါယာကြိုးလေးတွေချိတ်ဆက်တယ်လို့မျိုးသူကဆွဲရတယ်ပေါ့နော်မြင်းချောင်းတွေကိုကျမတို့ဖြတ်တောက်ပြီးတော့ဖြတ်ပြီးတော့ဆွဲရတယ်ပြက်ပြက်တသားခွေးဝိုက်ပြီးတော့ကြတော့မှကျမတို့တွေဆွဲရတယ်ပေါ့အဲ့လိုမျိုးပြုလုပ်ခြင်းအပြင်ကျမတို့ရဲ့စိတ်ထဲမှာရှိနေတဲ့အတွင်းပိုင်းပရိပခတွေဒါမှမဟုတ်လို့ရှိရင်လေတင်းမာမှုတွေကိုပြေလျော့စေပါတယ်အဲ့တော့မြင်းချောင်းနေနဲ့ဖွဲ့စည်းထားတဲ့ကျမတို့ဒီအရာပြီးသွားပြီဆိုရင်အဲ့ဒီအထဲမှာကျမတို့တွေဟာအယောင်လေးတွေကိုပြန်ပြီးတော့မှခြယ်ရပါတယ်
အဲ့တော့ neographic art ရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကဘာတွေလဲဆိုလို့ရှိရင်ကျမတို့စိတ်ကိုအပန်းဖြေမှုရရှိစေတယ်ပြီးသွားရင်စိတ်ပိုင်းဆိုင်ရာကျမတို့ဒီ relax ဖြစ်တယ်ကျမတို့ရဲ့စိတ်ထဲမှာလွတ်မြောက်မှုကိုခံစားရတယ်ကိုပို့ပြီးတော့ကြတော့မှကျမတို့နားလည်နိုင်စွမ်းနေမြင့်လာတယ်ပေါ့နော်ကိုယ့်ရဲ့အတွင်းပိုင်းထဲမှာ emotional stuck ဖြစ်နေတဲ့အရာတွေဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့ရက်တက်နေတဲ့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုသူကကူညီဖြေရှင်းပေးနိုင်ပါတယ်ကျမတို့ရဲ့ဒီ personal ကိစ္စတွေပေါ့နော်ဒီလိုမျိုးအရာတွေကိုလည်းပို့ပြီးတော့ကြတော့မှထိုးထွင်းသိမြင်မှုလည်းတိုးပွားစေနိုင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ရဲ့တီထွင်ဖန်တီးမှုနဲ့တကူရေတိုးတက်မှုတွေကိုလည်းသူကမြင့်တင်ပေးတယ်ပေါ့နော်အဲ့တော့ကျမတို့ဟာဒီ neographic art therapy ကို join မှုအတွက်ဆိုလို့ရှိရင်လည်းကျမတို့ဒီပုံဆွဲတတ်ဖို့ပချီရေးဆွဲတတ်ဖို့မလိုဘူးသူ့ရဲ့ရိုးရှင်းတဲ့လုပ်ငန်းစဉ်အပေါ်မှာ mindful ဖြစ်နဲ့အာရုံစူးစိုက်ပြီးတော့လုပ်ရတာတည်တာသူ့ရဲ့ကျမတို့ဒါလုပ်ငန်းစဉ်ဖြစ်တယ်ပေါ့နော်ဆိုတော့မကြခင်မှာပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် neographic art therapy workshop လေးပြုလုပ်တဲ့အခါကျရင်လည်းပါဝင်ပေးကြဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်